ဇန်နဝါရီလရဲ့နိုင်ငံရေးဇက်ခုပ်ပေါ်မှာစစ်ကောင်စီကလက်တစ်ဖက်မှာလွန်ငိတ်ချမ်းတောက်ခွင်းဆိုတဲ့ပန်းစီကိုကင်ထားတယ်။ကျန်တဲ့လက်တစ်ဖက်မှာရွေးကောက်ပွဲအနိုင်ရလက်ဆိုတဲ့လက်မှတ်ကိုကင်ပြီးကမ္ဘာအလယ်မှာအကြီးကျယ်ကားပြဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။တာမန်မျက်စိနဲ့ကြည့်မယ်ဆိုရင်ဒါဟာသူတို့မရရအောင်လုပ်ချင်နေတဲ့ legitimacy တရားဝင်မှုကိုရဖို့ကြိုးစားနေတဲ့ရိုးရှင်းတဲ့နိုင်ငံရေး PR လှုပ်ရှားမှုတစ်ခုလို့ပဲထင်စရာရှိပါတယ်။ဒါပေမဲ့ဒီမြင်ကွင်းရဲ့နောက်ွက်ကတကယ် hidden pattern ဖုံးကွယ်ထားတဲ့ပုံစံခွက်ကတော့လောကကိုကွဲပြားနေပါတယ်။ကျွန်တော်တို့မြင်နေရတဲ့ရွေးကောက်ပွဲလမ်းကြောင်းဆိုတာအပေါ်ရန်အခွန်တက်တက်ပဲဖြစ်ပါတယ်။တကယ်အနည်းတာလာကတော့ထောက်ပို့လမ်းကြောင်းစစ်ပွဲလို့ပြောလို့ရတဲ့ War and Logistic Corridor ကသာအဓိကဖြစ်ပါတယ်။ဒီကိစ္စကိုစိတ်ခံစားချက်တွေအားကိုးမှုတွေမျှော်လင့်ချက်တွေမပါဘဲနဲ့လက်တွေ့အခြေအနေပေါ်မှာတည်ပြီးတော့ခွဲစိတ်ကြည့်မယ်ဆိုရင်အဓိကအမှန်တရား၃ခုကိုတွေ့ရပါလိမ့်မယ်။နံပါတ်၁ကတော့နိုင်ငံရေးပြဿနာနဲ့စီရေးအသက်ရှူလမ်းကြောင်းဖြစ်ပါတယ်။အခုချိန်မှာသူတို့လွန်ငိတ်ချမ်းသာခွင့်ပေးလိုက်တာဟာနိုင်ငံတကာကိုပြဖို့တက်တက်ပဲဖြစ်ပါတယ်။တကယ်အမြင်ဖြင့်လက်တွေ့မှာကဘာတွေလုပ်နေလဲဆိုတာမြင်အောင်ကြည့်ဖို့လိုပါတယ်။မန္တလေးစကိုင်းလမ်းကြောင်းပေါ်ကတရားအသေးလဲပြန်ပြင်နေပါတယ်။ချင်းပြည်နယ်မြောက်ပိုင်းမှာတက်မခွန်ကိုတွေနဲ့ထိုးစစ်ပြန်ဆင်နေပါတယ်။ဒီပြည်နယ်ဖက်ကိုရေတပ်အမတ်တစိမ့်တွေပါတဲ့စစ်ကြောင်းတွေပို့နေပါတယ်။ဒါကဘာကိုပြနေလဲသူတို့နိုင်ငံရေးပြဿနာတစ်ဖက်မှာကားပြနေချိန်မှာပဲနောက်ွယ်ကနေစီရေးအရာအသက်ရှူလမ်းကြောင်း logistic corridor တွေကိုအသေးလဲပြန်လဲချုပ်ကိုက်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။နံပါတ်2အချက်ကတော့ချုပ် point politics ပါလက်ဘိညစ်နိုင်ငံရေးလို့ပြောလို့ရပါတယ်။မန္တလေးစကိုင်းလမ်းကြောင်းပေါ်ကအေယာဝတီတရားရတနာသိခပြန်လဲထိတ်ချုပ်နိုင်ရေးဟာတာမန်လမ်းပြုပြင်တာမျိုးမဟုတ်ပါဘူး။ဒါကိုစီရေးစီးပွားရေးရှုထောင့်ကနေတွဲပြီးတော့မြင်အောင်ကြည့်ဖို့လိုပါတယ်။ဒါဟာစကိုင်းတိုင်းတစ်ခုလုံးကိုရိတ်ခါဖြတ်လက်နက်ဖြတ်လုပ်ဖို့တော့ကြိုးစားနေတာမျိုးဖြစ်တယ်လို့တစ်ဖက်မှာလည်းတရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပွင့်မှာစစ်ကောင်စီအတွက်အခွန်ငွေ revenue ပြန်ရမယ်အသက်သွေးကြောလည်းဖြစ်နေတာကြောက်ပါပဲ။ဒါကြောင့်ဒီတရားကိစ္စဟာသူတို့အတွက်တော့လက်ဘိညစ်နိုင်ငံရေးရဲ့မဟာဗျူဟာခြေလှမ်းတစ်ခုဖြစ်နေတာကြောင့်အရေးကြီးပါတယ်။နံပါတ်3အချက်ကတော့စိတ်ဓာတ်ရေးရထောင်ချပါ moral trap ပါဒါဟာအခုရက်ပိုင်းမှာအထူးသတိထားမယ့်အချက်စိတ်ပညာစစ်ပွဲလို့ပြောလို့ရတယ်အမေရိကန်ကဗင်နီဇွဲလားသမ္မတမာဒူရိုရဲ့မိသားစုကိုဖမ်းဆီးလိုက်တဲ့တဲ့တင်ကြားရတော့မြန်မာလူထုကြားမှာမင်းအောင်လှိုင်ကိုလည်းဒီလိုလာဖမ်းမလားဆိုတဲ့ပြောဆိုချက်မျိုးနှိမ့်ချက်တွေမိဘွားလေးတွေတောက်လောင်ခဲ့ပါတယ်ဒါပေမဲ့ဒါဟာတော်လိုင်းရေးအတွက်အင်မတန်အန်ဒီရရှိတဲ့ moral trap စိတ်ဓာတ်ရေးရထောင်ချောက်ဖြစ်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်မြန်မာပထဝီနိုင်ငံရေးအရာတရုတ်နိုင်ငံရဲ့ရှိအကောက်ွယ်ရှိနေတဲ့၍အမေရိကန်အထူးတပ်ဖွဲ့ဝင်လာဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲ။မဖြစ်နိုင်တဲ့မျှော်လင့်ချက်ကိုပြောဆိုပုံအောရုပ်ကြည့်ထားလိုက်မယ်ဆိုရင်တကယ်လက်တွေ့မဖြစ်လာတဲ့အခါမှာလူထုရဲ့စိတ်ဓာတ်ဟာအရှိန်ကိုပြင်းပြင်းနဲ့ပြန်ပြီးတော့ကြောက်စင်းသွားတတ်တာကိုအထူးသတိထားဖို့လိုပါတယ်။ဒီတော့လက်ရှိအခြေအနေကိုခြုံငုံပြီးတော့တောက်တက်ပြီးကောက်ချက်ဆွဲလို့ရပါတယ်ရှေ့ဆက်ဖြစ်လာနိုင်မဲ့လမ်းကြောင်းတစ်ခုတွေ့ရပါတယ်ပထမလမ်းကြောင်းက scenario A ကတော့ the four track consolidation ပါလက်ရှိအတိုင်းဆက်သွားမယ်ဆိုရင်စစ်ကောင်စီဟာနိုင်ငံတကာကလက်မခံဘူးဆိုတာတိတိရဲနဲ့ပဲရွေးကောက်ပွဲကိုဘန်ကာ election ခံစစ်ဇုံမှာလုပ်တဲ့ရွေးကောက်ပွဲသဘောမျိုးပုံစံနဲ့အတင်းလုပ်သွားပါလိမ့်မယ်မြို့ကြီးတွေနဲ့အဓိကလမ်းကြောင်းတွေကိုသာထိချုပ်ပြီးကျေးလက်နဲ့တချို့ဒေသတွေကိုလက်လွတ်ထားတဲ့ကွက်ကြားထိချုံမှုစနစ်ကိုသူ့ဘာသာသူပြင်ဆင်ပြီးပုံမခိုင်မာအောင်တိစောက်သွားဖို့ရှိပါတယ်။နိုင်ငံရေးအကျဉ်းသားတွေလွန်ညစ်ခွင့်တွေဆိုတာကနိုင်ငံတကာဖိအားကိုရှော့ချဖို့ value လေးပေါင်ရှော့တဲ့အကွက်တွေမျိုးအဖြစ်နဲ့စပီရှိနေအောင်မှာပါ။ဒါဟာ PR stand လည်းဖြစ်ပါတယ်။ဒုတိယလမ်းကြောင်းက scenario B ကတော့ဒါ logistic collapse ဖြစ်ပါတယ်။ဒါဟာ game ကိုပြောင်းလဲမဲ့ wine cut လည်းပြောလို့ရပါတယ်။တကယ်လို့များတော်လိုင်းတပ်ဖွဲ့တွေကမန္တလေးစကိုင်းလမ်းကြောင်းဒါမှမဟုတ်ချင်းပြည်နယ်မြောက်ပိုင်းကထောက်ပံ့ရေးလမ်းကြောင်းတွေကိုအပီးတိုင်းဖြတ်တောက်ထိချုံနိုင်ခဲ့မယ်ဆိုရင်စစ်တပ်ရဲ့သတိကံခံစစ်ပြိုလဲသွားပါလိမ့်မယ်အထူးသဖြင့်မကွေးတိုင်းကပ္ပစာဆက်ရုပ်တွေကထွက်လာတဲ့ခဲရလမ်းကြောင်းတွေကိုတော်လိုင်းတပ်တွေကထိထိရောက်ဖြတ်တောက်နိုင်ခဲ့မယ်ဆိုရင်ရှီတန်းစစ်စခန်းတွေဟာတိုက်စိတ်ကြောင့်မဟုတ်ဘဲနဲ့လက်နက်ခဲရပြက်လက်မှုကြောင့်အလိုအလျောက်ပြိုလဲမဲ့အခြေအနေကိုဥတီသွားပါလိမ့်မယ်ဒီကုတ်ချုပ်အနေနဲ့ပြောချင်တာကတော့တခုတည်းပါဟုတ်It's not a strategy ပါမျော်လင့်ချက်ဆိုတာပြည်ပြင်းတဲ့မဟာဗျူဟာတစ်ခုမဟုတ်ပါဗင်နီဇွဲလားပုံစံမျိုးပြင်ပကကယ်တေရှင်ကလာဖမ်းပေးမယ်ဆိုတဲ့အိမ်မက်ကိုမဲ့နေမဲ့အစား
လက်တွေ့မြေပြင်ကအထောက်ပို့လမ်းကြောင်းစစ်ပွဲတွေကိုသာအထူးအာရုံစိုက်ဖို့လိုအပ်ပါတယ်စစ်ပွဲရဲ့အဖြစ်ဟာနေပြည်တော်ကမဲရုပ်တွေမှာရှိမနေပါဘူးတောတောင်တွေကြားကအဓိကလမ်းမကြီးတွေကုန်စည်စီးဆင်းရဲ့လမ်းကြောင်းတွေနဲ့တရားတွေပေါ်မှာသာရှိနေတာဖြစ်ပါတယ်အနိုင်အရှုံးကိုစုပ်ဖြတ်ပေးမှာကမျောလင့်ချက် PR မဟုတ်ပါဘူး logistic ကိုထိန်းချုပ်နိုင်တဲ့သူကတာရင်အစုပ်ဖြတ်ကိုပြည်ပြအောင်ဖော်ဆောင်နိုင်မှာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုအထူးသတိပြုစေချင်ပါတယ်